တော်တော်ကျေးဇူးပါလေဒါမှမဟုတ်ကပ်ပြန်တာနော်ဒါအခုမှအစော့ပဲရှိသေးတယ်ဒါပြီးရင်စနေစနေတော့ဟောမှာအဲ့တော့စိတ်ဖြူဆိုတာကျွန်တော်ရှောင်ခဲပါဗျာမရောက်တယ်လေစိတ်ဖြူတော့ကြာပြီဗျကျွန်တော်အမေတို့လက်ထက်တုန်းကတော့စိတ်ဖြူကိုရောက်ဖြစ်တယ်ဟမ်အကြောင်းကြီးဘယ်လိုလဲခုနကလည်းမရောက်ဘူးလားငါပါနေမှာဘူးဟာဘာဖြစ်လဲရင်းစားပါစိတ်ဖြူကိုကျွန်တော်မရောက်တယ်လေကြာပြီဆိုတော့စိတ်ဖြူကိုကျွန်တော်တမင်းစကားလေးပြောခဲ့ပါဘူးလေနောက်နေ့ကိုလေဟို Facebook တွေဟို TikTok တွေတုံးတယ်မလားခင်ဗျာတုံးပါဗောတုံးရင်လေအကိုကြီးရဲ့တောင်းသိတယ်မလားဘယ်ပန်းရောင်နဲ့ချစ်စမ်းပါဆိုတာအကိုကြီးပဲဘယ်ပန်းရောင်နဲ့ချစ်စမ်းပါစီရီယစလာကိုကြီးနဲ့မပေါ့ရှိတယ်ကိုရင်းများသူတွေလက်ရှာလိုက်ကိုကြီးကရှင်းတယ်နောက်နေ့ကိုကိုကြီးကတချင်းကြီးထုံးတော့ပါဟုတ်လားအဲ့ဒါကိုကြီးတချင်းလေးကိုလည်းတွေးခဲ့ရင်လက်ချဲလေးနဲ့ဒီနေ့အားပြပါအောင်နော်အားပြပါပြီအကိုကဟိုကိုပိုင်းတချင်းတော့မဆူနိုင်ပါဘူးကာဘာဆောင်ကြီးပြန်ဆူထားတယ်အရင်တော့နာမည်ကြီးတဲ့တသိမ့်နဲ့လူဆိုတဲ့တချင်းလေးကိုအခုကိုယ်ပြန်ဆူထားတယ်တသိမ့်နဲ့လူဆိုတာမတင်ပွေသမီးဟုတ်ကဲ့မတင်ပွေသမီးသူကရွာလိုက်ကောင်တချင်းနာမည်အရင်တော့စိုးစနာထုံးလို့ပါလို့ဆိုခဲ့တာအခုကမင်းကလေးဘာရှင်းပြောင်းပြီးတော့အကိုကြီးရဲ့ယောက်ျားလေးဘာရှင်းကိုကြီးပြောင်းဆိုတာအဲ့ဒါကျွန်တော်တွေးခဲ့တယ်တိုက်ရှင်းလေးကအားပေးဖို့ဟောတသိမ့်နဲ့လူတဲ့ဟောကြားပါလေဟိုစိတ်ကြီးကတိတ်ပါအောင်တခါတော့ကျွန်တော်ဆုံးပြတယ်နော်ဟောညီလေးခဏညာအကိုကြီးကပါမဖြစ်ပြီလားတို့ဆုံးပါတသိမ့်နဲ့လူအကိုကြီးအဲ့ဒါလေးစိုးပါမလို့ဟုတ်ကဲ့အဲ့ဒါကိုကြီးကိုအင်းတော်လေးလုပ်ပြလာမှာအင်းတော်ကနေခါရဲခွာအင်းတော်ခင်ဗျာတို့ကကြည့်ပြရအောင်လားအင်းတော်လေးလုပ်ပြလာခင်ဗျာဆိုင်းစီရဗျာဒီစကားပြောမျိုးလုံးဖွင့်ဒီလိုလုံးပါဘာကောင်းမှတက်မှာရဟုတ်လားအေးဟုတ်ကဲ့ဒီတာရာတာတတ်တတ်တာတတ်တတ်တာတာရာတာဟုတ်ကဲ့ဘာမှလည်းလုပ်ပါမယ်ဒီထိုရတော့ကျွန်တော်နောက်နေ့ဆိုမဲ့အချင်းမှာတရုပ်ဆောင်ပါကမင်းသားကပုံဝိုင်းချင်းနောက်ဆုံးနှုတ်ဆက်နေတာလားဒေရမနာအမေကတော့နှုတ်ဆက်ဟုတ်တယ်မင်းသမီးကကင်တုံထုံပါဩဘမလာလာအဲ့ဒါချင်းရစကားမပြောမင်းတို့အကလေးလက်ချောင်းအကလေးခုနကချိုးရတော့ညီခုနကချိုးမယ်တော့တာ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 အဲ့ဒါဘယ်လိုကရနော်စကြည့်အကလေးလက်ချောင်းယောက်တာမှာနေယောက်နဲ့ဘာဖြစ်လာတော့နေယောက်သူတွဲတာပါလေဟုတ်တယ်ဘုရားကလေးကြည့်တာဒါတော့အနောဟုတ်တယ်ရှာဘီအော်တောင်းရအမီးဆွဲလိုက်မှာတော့သွားစာသားလေးဆိုရမယ်နော်တို့လည်းတော့လူအပြည့်နဲ့ခံရမယ်နော်တချင်းတော့ကိုခံစားပြီးတော့လိုက်စာသားတော့ခံစားတော့ဘာဖြစ်စာသားတော့ကိုခံစားတော့ကဲဒီခေါက်စကြည့်အောင်စသိနေတယ်အဖေတော်ကစာသိသိချူလာသိသိချူလာသိသိချူလာကျင်းရဲ့ကိုကြည့်ရှင်လာဟေးစာသားမနေလေစာသားအဲ့လိုမဟုတ်ဘူးစာသားအဲ့လိုမဟုတ်ဘူးလေဘာလာတင်လာတော့ဟဲ့မင်းသားကြီးဘာလို့လဲဟဲ့ငါမောင်ရလေသူ့ဆောင်မဟုတ်ဘူးလေသူ့အောင်စားတဲ့စိတ်ကြီးဟာမလေသူ့ဆောင်မဟုတ်ဘူးလေမြင်လားသူ့ဆောင်မဟုတ်ဘူးလားသူ့ဆောင်မဟုတ်ဟဲ့နောက်တစ်မျိုးပြောင်းလိုက်နောက်တစ်မျိုးပြောင်းအစားနေပြစားသူ့ဆောင်မဟုတ်ဘူးလားသူ့ဆောင်မဟုတ်ဘူးလားဒါကလားစိတ်ကြည့်
တာအဆုံးစီကြည့်ရင်ဘယ်တော့ဘောလို့ချပါလားဟဲ့ဟာ မချင်းတော့မရဘူးကွာနောက်ဥစားလည်းမဟုတ်ဘူးလေ ဘာကြောင့်လဲဟမ်သူစားလည်းမဟုတ်ဘူးငါစားလည်းမဟုတ်ဘူးလေ လူစားဟော ဘာလို့စားလဲ မချင်းမရောက်တော့ကွာ ချမ်းရည်တို့စားလည်းမဟုတ်ငါ့စားလည်းမဟုတ်ဒီတကားအတီပဲစားမယ်မလား sorry နော်စားနေတော့ကောင်းချင်တာတယောက်ကောင်းချင်တာတယောက်ကောင်းချင်တာတယောက်ဒီတော့တယောက်ကောင်းချင်တာလား သူစားလည်းမဟုတ်ငါစားလည်းမဟုတ်ပြောင်းစားတယ်လည်းမဟုတ်ဘူးတော့ ဘာလို့မင်းကဒီလိုလုပ်လဲပရိသတ်ဥစ္စာတစ်စိတ်စိတ်ချတာဒီတိုင်းစားပါအမေဟဲ့ညပြလဲတော့ဟိုမှာရပြပါစို့ကဲတော့